ယောဂဝေဒနာဖြစ်လာတဲ့အခါမှာအဲ့ဒီယောဂဝေဒနာဖြစ်လာတဲ့အခါမှာစေမကူပဲနဲ့ဒုက္ခသစ္စာလို့ရှုရင်ယောဂတက်တာမလားဖရာကောင်းလိုက်တဲ့မေကွန်းဒီလိုမေကွန်းကိုဖြည့်ပြီးတော့ဒီလိုမေကွန်းနဲ့ကျေးဇူးဆက်ရတာဒီလိုမေကွန်းကိုဖြည့်ပြီးတော့ကျေးဇူးဆက်ရတာအလွန်မတန်မှဝမ်းသာတယ်ယောဂဝေဒနာဖြစ်ရင်ဒုက္ခသစ္စာလို့သာရှုယောဂတက်တာသလားလို့မေးရင်တက်တာပါတယ်လို့အတိအကျဖြေလိုက်ပါမယ်နှစ်ချက်ဖြေပေးမယ်တက်တာပါတယ်ဘာယောဂတက်တာတာလဲလို့မေးရင်သမုဒိယသစ္စာကိလေသာယောဂအပေကြမဲ့ယောဂတက်တာတယ်လို့ဖြေပြစေအဲ့ဒါဖျားဖြေတာဘုံဘုံကကိုယ်တည်းပြန်ဖြေပေးတာယောဂဝေဒနာဒီခန္ဓာမှာဖြစ်တယ်မကျေနပ်တဲ့ဒေါသမကျေနပ်တဲ့ဒေါသပျောက်ချင်တဲ့လောဘငါဆွဲယူတဲ့ဒိဋ္ဌိဟရိယဝတ္ထုမှာဖြစ်တယ်ခန္ဓာမှာဖြစ်နေသောယောဂဝေဒနာသည်အပေမချနိုင်ယောဂဝေဒနာကြောင့်ဖြစ်လာတဲ့စိုးရိမ်တောကဗျာပါဒတောကပရိဝဒုက္ခဒေါမနတအပေါင်းတို့သည်သမုဒိယသစ္စာအနေနဲ့အပေချတာမို့လို့ဒုက္ခသစ္စာလို့သာရှုတတ္ထာနံဝိတုဒ္ဓိယတတ္ထာနံဝိတုဒ္ဓိယတတ္တဝါတို့ရဲ့စင်ကြယ်ကြောင်းတရားသည်ဒုက္ခသစ္စာလို့သာရှုကိလေသာယောဂစင်ကြယ်တာမို့လို့နောက်တဖန်ဒီယောဂနဲ့မတည်တော့တဲ့အတွက်ဒုက္ခသစ္စာလို့သာရှုဒိဋ္ဌိကိလေသာယောဂပျောက်တယ်လောဘဒေါသမာနတောကပရိဒေဝကိလေသာယောဂဧကံမုဋ္ဌပျောက်တယ်ဒါဆိုပါဠိထောက်ဘုရားရှင်သခင်အကြောင်းမှာသတင်းသုံးနေစဉ်ဖက်ကုဏယဟန်ယောဂဝေဒနာကြီးစွာဆွဲကပ်တဲ့ကျမ်းအနှစ်ချုပ်ကိုပြောရရင်ဒီခါနီးဆဲဆဲမှာဘုရားကဝေဒနာအနိစ္စจิตတာဝေဒနာအနိစ္စလို့သာရှုပရမကအဲ့ဒီယောဂကိုကြည့်ပြီးတော့သေရတော့မယ်ဘုရားတပည့်တော်ဒီယောဂနဲ့တော့တပည့်တော်သေတော့မယ်ဘုရားတပည့်တော်သေရင်လည်းအပေကြတော့မယ်ဘုရားဖြစ်နေတဲ့အချိန်မှာဘုရားကจิตတာဝေဒနာအနိစ္စလို့ရှုလို့မှားပြီးတော့ထားခဲ့တယ်အဲ့ဒီအတိုင်းပဲရှင်ဖက်ကုဏကလည်းဝေဒနာအနိစ္စနာရအနိစ္စပူရအနိစ္စအောင့်နာအနိစ္စအောင့်နာဒုက္ခအောင့်နာအနတ္တအဲ့ဒီလိုရှုရင်းနဲ့သေလဲသေရောသုံးမဲ့သောတာပန်တက္ကတာကံအနာကံသုံးမဲ့ကြတယ်အရင်တော့ကမရှုဘဲနဲ့သေရင်အပေကြမယ်ကိစ္စအခုယောဂဝေဒနာကိုအနိစ္စလို့ရှုလိုက်တဲ့အတွက်အနာဂံပုဂ္ဂိုလ်ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်ကိလေသာယောဂအပြီးပြောက်သွားတာဒါတုတ်ထောက်တစ်ချက်ဒါဆိုရင်ဒုက္ခဝေဒနာသည်ပေါ်တော့ကဆင်းရဲတဲ့ပြက်သွားတော့ချမ်းသာတယ်ဒုက္ခဝေဒနာသည်ဖြစ်တော့ကချမ်းသာတယ်ပြက်သွားတော့ဆင်းရဲတယ်ဒါကဝိတာခနဲ့ဓမ္မဒိဏတို့ရဲ့ယဟန္တာနဲ့အနာဂံတို့ရဲ့အမေးအဖြေစကလုံးဒုက္ခဝေဒနာသည်ဖြစ်နေတဲ့အချိန်မှာဆင်းရဲပါတယ်သို့တော်ပြက်သွားရင်တော့ချမ်းသာပါတယ်ဒါကြောင့်ဘယ်ဒုက္ခဘယ်ဝေဒနာပေါ်အနိစ္စလို့ရှုဒုက္ခလို့ရှုအနတ္တလို့ရှုကိလေသာယောဂပျောက်တယ်သမုဒိယယောဂပျောက်တယ်နောက်တစ်ပတ်အပေချမဲ့ယောဂပျောက်တယ်နောက်တစ်ပတ်ဒီခန္ဓာမျိုးရမဲ့ယောဂပျောက်တာဖြစ်တဲ့အတွက်ကြောင့်သမုဒိယသစ္စာသိတဲ့အတွက်ဒုက္ခသစ္စာလို့သာပိုင်အောင်ရှုဒီဘဝမရတော့ဒုတိယဘဝနတ်ပြည်မှာမရမယ်ဒါကြောင့်ဒုက္ခသစ္စာလို့ရှုခိုင်းတာဒါတစ်ချက်နောက်တစ်ချက်ကကုသိုလ်လုပ်တဲ့အခါမှာပထမဇောဆောရင်ဒီဝယောဂပျောက်တယ်ဒါကအရေးကြီးဆုံးဗုဒ္ဓဘာသာတွေရဲ့အရေးကြီးဆုံးအချက်ဇော9ချက်မှာဒိဋ္ဌမဝရဏိယကံဆိုတဲ့ပထမဇောဆောခဲ့ရင်ဒီဝယောဂပျောက်တယ်ကျမ်းကိုအထောက်ပြပါဆိုရင်ရောဟိနိဟာကုဋ္ဌနုနာဆွဲနေတဲ့အမျိုးသမီးတယောက်ရှင်အနုရုဒ္ဓရဲ့ညီမလေးကြောင်းဆောင်လှူလိုက်တဲ့တောက်ရီအိုးထဲတဲ့တပြက်စီသိမ်းတဲ့နူတဲ့ယောဂတွေအကုန်လုံးပျောက်သွားတယ်ပထမဇောရဲ့အကျိုးကျေးဇူးဒီဘဝမှာတချို့ဒါအားဆင်းရဲနေတယ်ကုသိုလ်များလုပ်ပြီးတော့မြန်ချမ်းသာသွားတာတွေတွေ့ရတယ်ပထမဇောရဲ့အကျိုးကျေးဇူးဒီဘဝမှာဒုက္ခများတွေ့နေတဲ့သူများကကုသိုလ်များလုပ်ပြီးတော့ပထမဇောကိုရအောင်ကြိုးစားရင်ဒီဘဝမှာအဲ့ဒီဒုက္ခမြန်လွတ်တယ်ဒါဆိုရင်ပထမဇောထဲမှာအာတန်ပြီးတော့ဂရုအားဖြစ်နိုင်တဲ့ဇောကဝိပဿနာဇောအခုယောဂဝေဒနာဖြစ်ရင်ဒုက္ခဝေဒနာဒုက္ခသစ္စာလို့သာပိုင်အောင်ရှုအဲ့ဒါပထမဇောဆိုရင်ဒီဘဝပျောက်တယ်ဒါဆိုယောဂပျောက်သွားတာလားလို့မင်းခန္ဓာရှိရင်ယောဂရှိတာမို့လို့ယောဂတော့ရှိနေလိမ့်မယ်သို့တော့ကိလေသာယောဂချက်ချင်းပျောက်တယ်